ကားတိုင်းမှုတစ်ခုဖြစ်ပြီးနောက်ငါနဲ့ငါရဲ့ဂျိုးမွေတဲ့တငယ်ချင်းတက်တူးဆရာမချောင်ချောင်တို့အတူတူအချိန်ခရီးသွားခဲ့ကြတယ်။သူကနန်းတော်ထဲမှာနတ်ဝင်တဲ့ဟန်ဆောင်ပြီးငါကနန်းတော်ပြင်ပမှာမျက်မမြင်အနှိမ့်တဲ့ဟန်ဆောင်ခဲ့တယ်။အရှိနန်းဆောင်ကိုအခေါ်ခံရပြီးအိမ်ရှိဆန်မင်းသားရဲ့ခါပေါ်ကပန်းရောင်ဝတ်တက်တူးလေးကိုကိုယ်တိုင်မြင်လိုက်ရတဲ့အချိန်ထိပါပဲ။ Sorry ပဲ။ငါတကယ်မအောင်ထားနိုင်ပဲကြက်တွန်တန်လိုကျေလောင်စွာရေးချမိသွားတယ်မင်းမာရီတာလဲလို့သူကမေးတယ်။သွားပါပြီ။ငါရဲ့ဒီရီတန်ကြောင့်ယောဂတရားပြောက်မျက်မမြင်နှိမ့်တဲ့ဆိုတဲ့နာမည်ပြတ်မဲ့အပြင်အသက်ပါပေးရတော့မယ်ထင်တယ်။ငါနဲ့ချောင်ချောင်ကားမောင်းထွက်လဲရင်ရင်တိုက်မှုဖြစ်ခဲ့တယ်။သူဘာဖြစ်သွားလဲတော့ငါမသိဘူးဘာပဲဖြစ်ဖြစ်ငါကတော့ကန်သွားပြီးအချိန်ခရီးသွားခဲ့တာပဲငါကနေနိုင်ငံမှာမျက်မမြင်ဟန်ဆောင်ပြီးယောဂတရားပြောက်မျက်မမြင်နှိမ့်တဲ့ဆိုတဲ့နာမည်နဲ့အလုပ်လုပ်ခဲ့တယ်အဲ့ဒီနောက်ဖောက်တဲ့အကြောင်းလျှို့ဝှက်ထားတဲ့အလုပ်ကြီးတစ်ခုကိုလက်ခံရရှိခဲ့တယ်ဒါပေမဲ့ငါသွားရတဲ့နေရာကအရှိနန်းဆောင်ဆိုတာတစ်ချက်ကြည့်ုံနဲ့ငါလဲသိလိုက်တယ်ရေဘူးစမ်းမှာအိမ်ရှိဆန်ရှောင်းချင်းလင်းနဲ့ပထမဆုံးတွေ့ချင်းပဲသူကဝေးုံဝတ်ထားပြီးငါ့ကိုဓာတ်နဲ့အမြန်လန်းခုတ်ဖို့ရွေးလိုက်တယ်ငါလဲမျက်တောင်တောင်မခတ်ပဲငြိမ်နေလိုက်တယ်ရီရတယ်နော်ဒီနှစ်တွေထဲမှာငါ့ကိုဒီလိုလာဆန်းသက်တဲ့သူတွေဘယ်လောက်တောင်ရှိနေပြီလဲငါကကြောက်မယ်ထင်နေလားဆက်လိုက်ရအောင်လို့သူကပြောတော့ဟုတ်ကဲ့ပါအရှင်တို့ပြန်ဖြေလိုက်တယ်ခန္ဓာကိုယ်ကတော့အမိုက်စားပဲပိန်လုံးနာဝါလုံးနာမျိုးမရှိပဲကွက်တီပဲမင်းနှာခေါင်းသွေးတွေထွက်နေပြီလို့သူကပြောတော့အရှင်ကဖုံးကန်ကြီးမလုံးလို့ကျွန်တော်မျိုးမလို့ဖုံးကန်နေတဲ့သူကမခံနိုင်လို့ပါလို့ပြန်ဖြေလိုက်တော့အပြောလေးကတော့စီးဆွတ်ထားတယ်လို့ပဲလို့သူကဆိုပါလေရောဒီထီအတွေ့ကဘလောက်တောင်ကောင်းလဲဆိုတာဘယ်သူသိနိုင်မလဲခါနာရောက်တော့မျက်မမြင်ဟန်ဆောင်ပြီးသူခြုံထားတဲ့ပဝါကိုတမင်နဲ့ဆွဲချလိုက်တယ်နှိပ်ပေးဖို့လှုပ်လိုက်တော့အာယုံလွှဲနေတဲ့ငါမျက်လုံးတွေကတနေရာတွေကိုစိုက်ကြည့်မိသွားတယ်အင်းရှိဆန်ရဲ့ခါအောက်ပိုင်းမှာပန်းရောင်ခက်ရေးတက်တူးရလေးကိုတွေ့လိုက်ရလို့ပဲအဲ့ဒါနဲ့ထပ်ပြီးနည်းနည်းဆွဲချကြည့်လိုက်တော့ပန်းရောင်ဝတ်တက်တူးလေးငါရီလိုက်မိတယ်သူကမင်းပါရဲတာလဲလို့မေးတော့အရှင်ရဲ့ပင်ပန်းနှွမ်းနေမှုကိုဖြေဖြောက်ပေးနိုင်တာကျွန်တော်မျိုးမရဲ့ဘိုးဘေးတွေကုသိုလ်ကောင်းခဲ့လို့ပါလို့ရုတ်တရက်တွေးမိလို့ပါလို့လျှောက်ပြောလိုက်ရတယ်တောက်ကျိုးနဲ့ချောင်ချောင်နင်းကိုတွေ့တာနဲ့အသေးလဲကိုလှုပ်ပြစ်မယ်လို့စိတ်ထဲကနေချိန်ဆလိုက်တယ်နောက်ဆုံးတော့အင်းရှိဆန်ကမျက်နှာတီတီနဲ့ထွက်သွားတယ်ဘေးကမိန်းမစိုးကြီးကအတနာခံပေးလို့ငါအသက်ချမ်းသာရခဲ့တယ်မိန်းမစိုးကြီးကမင်းကလည်းအခွင့်ရေးရတော့လေးဘာလို့ရီတာလဲဆိုပြီးဆိုတော့ငါကကျွန်တော်မျိုးမမှာရီလွယ်တဲ့ယောဂခံရှိလို့ပါလို့စင်ကြေပေးလိုက်ရတယ်လေလူလာဆန်းသူ့ကိုအပြင်ပို့လိုက်လို့မိန်းမစိုးကပြောတော့ဒီနန်းတော်ထဲမှာလူခန္ဓာကိုယ်ပေါ်ပကြီးဆွဲနိုင်တဲ့ထူးဆန်းတဲ့သူရှိလားမိန်းမစိုးကြီးလို့မေးလိုက်တော့သူကအံ့ဩပြီးငါကမိန်းမစိုးဆိုတာမင်းဘယ်လိုသိလဲလို့မေးတော့ကျွန်တော်မျိုးမနားပါလို့ကြားလိုက်တာပါလို့ဖြေလိုက်တယ်မိန်းမစိုးကြီးကနန်းတော်ထဲမှာရေဆိုးခံပြီးချမ်းသာကြွယ်ဝစေတဲ့အမွန်မြတ်တတော်တွေကိုဆွဲပေးတဲ့သူရှိတယ်လို့ပြောတယ်တေချာပြီးအဲ့ဒါချောင်ချောင်ပဲနင်းကတော့စောစောစီးစီးကိုချမ်းသာနေတာပေါ့လေအဆန်ချမ်းသာနေတာကိုဂယုမဆိုင်ပေမဲ့ငါတငယ်ချင်းကိုလှုပ်ကြွေးမဲ့အလုပ်ကိုတော့ဘယ်သူမှလာမလို့နဲ့သူနဲ့တွေ့ဖို့မိန်းမစိုးကတဆင့်လျှို့ဝှက်ကုတ်ယူရသေးတယ်ကုတ်ကအရှင်မင်းကြီးမှာတော့ကဘယ်လောက်ရှိလဲအဖြေကမိန်းမစိုးပြည့်တဲ့စာယုံသွားတယ်လို့ပဲပါကုတ်ယူသွားပေမဲ့လူချင်းမတွေ့ရဘူးချောင်ချောင်ကရဲကျင်မင်းသားနဲ့တောင်ပိုင်းကိုခရီးထွက်သွားလို့2လလောက်နေမှပြန်ရောက်မယ်ဘာပဲဖြစ်ဖြစ်နန်းတော်ထဲမှာသူ့ကိုစောင့်နေဖို့ငါလဲစာပို့ထားလိုက်တယ်လူတယောက်ကန်ကောင်းလာပြီဆိုရင်အိတ်နေရင်တောင်ကောင်းအောင်လာဆုပ်ပေးတဲ့သူရှိတယ်လို့ပြောကြတယ်လေအင်းရှိဆန်မင်းသားမြင်းစီရင်ခါနာသွားတယ်မိမစိုးကြီးရှိုးကငါစီကပတ်စံယူထားတော့ငါ့ကိုပဲထပ်ပြီးအကြံပြုပေးတယ်ကတင်ပေါ်မှာမှောင်လျက်နေနေတဲ့အင်းရှိဆန်ကိုကြည့်ပြီးဒီတခါတော့ဝက်တက်တူးကိုလုံးဝလစ်လူရှူထားဖို့စိတ်ကိုတေချာကြိုတင်ပြင်ဆင်ထားလိုက်တယ်နှိပ်ပေးနေရင်ပြီးကန်ဒီမှာတခြားလူတွေရုတ်တရက်ဝင်လာတယ်နောင်တော့ဒီနေ့စိတ်အခြေအနေကောင်းနေပုံပဲဆိုတဲ့အတန်ကြားလိုက်ရတယ်ငါမျက်လုံးထောင်းကနေခိုးကြည့်လိုက်တော့ဒုတိယမင်းသားရဲ့ကြောမှာဖိတ်ကချူတတိယမင်းသားရဲ့ဘလက်မောင်းမှာကြားအိမ်သာတင်ကေတာနဲ့ညာဘက်မှာမအိမ်သာတင်ကေတာစတုထမင်းသားရဲ့ရင်ဘက်မှာအော်ထရမန်ဆောက်ထိုးကြီးတတူးထိုးထားတာကိုတွေ့လိုက်ရတယ်ငါမရီမိအောင်ကိုဆွဲလိန်ထားရလို့မျက်ရည်တွေတောင်ဝဲလာတယ်ချောင်းချောင်းနင်လှုပ်ချင်တိုင်းကိုလှုပ်ထားခဲ့တာပဲကောင်းမကြီးမင်းမလို့ငိုတာလဲလို့မေးခံရတော့အရှင်ကျော်ကဒဏ်ရာတွေတွေ့ပြီးငငယ်ရွယ်ရွယ်နဲ့ဖြတ်တန်းရတာမလွယ်ဘူးလို့တွေးမိလို့ခဏလောက်စိတ်မထိန်နိုင်ဖြစ်သွားတာပါလို့လိန်ပြောလိုက်တယ်မင်းနာမည်ဘယ်လိုခေါ်လဲလို့သူကမေးတယ်ငါလဲယူပါလို့ဖြေလိုက်တယ်မင်းကကိုတော့ကိုဒီလိုစကားမျိုးပထမဆုံးပြောဘူးတဲ့သူပဲကိုတော့ကဘယ်သူလဲဆိုတာမင်းခံမှန်းမိလောက်ပြီးနောက်ဆိုအရှိနန်းဆောင်မှာပဲနေတော့ကိုတော့မင်းပေါ်အနစ်နာမခံစေရဘူးကျေးဇူးတင်စကားမြင်မြန်ပြောလေလို့မိမဆိုးကပြောလို့ငါပြတလဲလို့ရင်နေရာမှာဆွဲပြီးသူ့အောက်ပိုင်းကိုဆွဲချုပ်မိတယ်လို့ဖြစ်သွားတယ်အရှင်မင်းကြီးအစင်ပြေရဲ့လားလို့မေးတော့အင်းကကျွန်တော်မျိုးမခုနကတခုခုကိုဆွဲလိုက်မိတယ်လို့ပဲလို့ပြောတော့အဲ့ဒါကိုတော့ဝိယုံပါလို့ပြန်ဖြေတယ်ငါရဲချင်းသွားတယ်မျက်နှာပြက်နေတဲ့အင်းရှိဆန်ကိုကြည့်ပြီးသွားပြီလို့တွေးလိုက်တယ်ငါအုံနောက်ကပြန်လှုပ်ဖို့အချိန်ယူနေရတယ်ငါခုနကကင်မိတာချွေးတုပ်ပေါ်ဆိုတာတေးကြတယ်အရှင်မင်းကြီးကငါမျက်မမြင်တာကိုအခွင့်ကောင်းယူပြီးဝိယုံပါလို့လိန်ပြောနေတာပဲမင်းခုနကဘာရဲတာလဲလို့သူကမေးတယ်ကျွန်တော်မျိုးမကမျက်မမြင်ဖြစ်လို့ငငယ်ကလေးကအနိုင်ကျင့်ခံရတယ်ဒေါသထွက်ရင်အကျဲကြီးရဲ့ပြမှသူများတွေကြောက်သွားမှလို့လူတယောက်ကတင်ပေးထားလို့ပါလို့စင်ကြေပေးလိုက်တယ်စိတ်ချနောက်ဆိုအရှိနန်းဆောင်မှာမင်းကိုဘယ်သူမှအနိုင်မကျင့်ရဲစေရဘူးတဲ့တကယ်ပဲမထင်ထားဘူးစိတ်ပြောင်းမြန်နေလို့နာမည်ကြီးရဲ့အင်းရှိဆန်ကဒီလောက်လိန်ရလွယ်မယ်လို့အားကိုးရမယ့်ခြေတလုံးကိုဖတ်ထားနိုင်ပြီပဲဒီလိုနဲ့ငါကအင်းရှိဆန်ရဲ့ကိုယ်ပိုင်နှိပ်တယ်ဖြစ်လာတယ်ငါ့ကိုအင်းရှိဆန်ရဲ့အခမ်းအနားကအဆောင်မှာနေရာချပေးတယ်ဒါပေမဲ့အလုပ်စင်းနဲ့ပထမဆုံးနေ့မှာပဲဖောက်တယ်တွေရောက်လာတယ်ဒါမနေ့ကခေါ်လာတဲ့မျက်မမြင်မလားယောဂတရားပြောက်တယ်ဆိုသွားဆန်းကြည့်လို့ကိုလုတ်တော်တွေကပြောတယ်ဘာလို့ငါကသွားရမှာလဲနင်းသွားဆန်းဆိုပြီးအချင်းချင်းညင်းနေကြတယ်ကိုလုတ်တော်မင်းသမီးနှစ်ပါးကျွန်တော်မျိုးမကမျက်စိပဲကန်းတာနားမကန်းပါဘူးလို့စိတ်ထဲကနေပြောလိုက်တယ်။နင်းအမိတ်ကယောဂပြောက်တယ်ဆိုလို့မေးတော့မင်းသမီးတွေနေမကောင်းလို့လားလို့မေးလိုက်တယ်။ငါတို့မဟုတ်ဘူးအိမ်ရှိဆန်မင်းသားလေ။သူကဟိုဟာမဆန်းဆောင်နိုင်တော့ဘူး။ဒီလိုယောဂမျိုးငါမကူဘူးပေမဲ့သူတို့ပေးတဲ့ပတ်စံကအရန်များနေတာနဲ့လက်ခံလိုက်တယ်။ငါလည်းတကယ်မထင်ထားဘူးအိမ်ရှိဆန်ကဒီလောက်တောင့်တင်းတန်မာပြီးရုပ်ချောနေရဲ့နဲ့
အော်ကောင်းကင်ဘုံကပေးထားတာတွေကိုနှမျောစရာပဲနှိပ်ပေးနေတော့သူကအရင်တစ်ခေါက်ကမင်းနှိပ်ပေးတာတက်တာတယ်ဒီတစ်ခါခဏနာလေးနှိပ်ပေးလို့ပြောတယ်ဟုတ်ကဲ့ပါအရှင်မင်းသားအိမ်ရှိဆန်ရဲ့လျှို့ဝှက်ယောဂါကိုတွေးမိပြီးစာအုပ်ထဲမှာဖတ်ဖူးတဲ့သွေးကြောပွိုင်းတွေကိုစမ်းကြည့်ဖို့ဆုံးဖြတ်လိုက်တယ်ဒါဘာလို့မလို့လဲလို့သူကမေးတယ်အဆိုင်တာနဲ့အနှိတ်ကပိုလိုက်ဖက်တယ်လေလို့ပြောလိုက်တယ်သွေးကြောပွိုင်းတွေကိုမြင်ရလို့လားလို့မေးတော့ကျွန်တော်မျိုးမကအတွေ့အကြုံများလို့ပါလို့ဖြေလိုက်ရင်ငါရုတ်တရက်ထရေးလိုက်မိတယ်မင်းကကိုမယုံဘူးမလားငါသိတယ်လို့ပြောပြီးအော်ရေပြလိုက်တယ်အိမ်ရှိဆန်ကအရင်ကငါပြောခဲ့တဲ့ဒေါသထွက်ရင်အကျယ်ကြီးရေပြတယ်ဆိုတဲ့စကားကိုသတိရသွားပြီးအရင်ဒေါသမထွက်နဲ့အောင်မင်းဆက်ဆိုင်ပါလို့ခွင့်ပြုတယ်ဒါပေမဲ့ကိုကံကိုကိုထင်ကြီးလွန်သွားတယ်ငါကအိမ်ရှိဆန်ကိုဖြူကောင်းလို့ဖြစ်အောင်အတွေ့အများကြီးစိုက်လိုက်တာတော့သူကမျက်မှောင်တစ်ချက်မကုတ်ဘာတော့ပြန်မှုမှမရှိဘူးတကယ်ပဲလုံးဝကူလို့မရတော့ဘူးလားတခြားနည်းလမ်းရှာမှဖြစ်မယ်လို့တွေးမိလိုက်တယ်ဒါပေမဲ့လုံးဝမထင်ထားတာကညဘက်အိပ်ပျော်နေတော့အရှိနှန်းဆောင်မှာရုတ်တရက်ရုံရင်းဆန်ခတ်ဖြစ်လာတယ်ဘာကိစ္စဖြစ်လို့လဲရွှေမင်းကလေးကွက်တီပဲမင်းကိုရှာနေတာဒီနေ့အိမ်ရှိဆန်ကိုနှိပ်ပေးတာဘာမှလုပ်မိလို့လဲလို့မင်းမစိုးကြီးကလာမေးတယ်ဘာဖြစ်လို့လဲလို့မေးလိုက်တော့အိမ်ရှိဆန်ကတညာရင်းချင်းအကျော်တည်သွားတယ်ငါသူ့ကိုအဆိုင်မာပြီးဒုက္ခပေးလိုက်ပြီပဲဒီတစ်ခါတော့တကယ်သွားပြီးချောင်းချောင်းကြီးမင်းကိုစောင့်ဖို့ငါမှအသက်မရှိတော့ဘူးမပြေးရင်တေးမှာပဲဆိုပြီးပစ္စည်းတွေသိမ်းကအရှိနှန်းဆောင်နေရန်ကိုကြော်တက်ပြီးထွက်ပြေးခဲ့တယ်နန်းတော်ကကြီးလွန်းလို့လမ်းပြောက်ပြီးဥယျာဉ်ထဲရောက်သွားတော့ကျောက်ဆောင်နောက်မှာအိမ်ရှိဆန်ရဲ့ကိုလုတ်တော်ဝန်လျန်ဒီကတခြားယောက်ျားတစ်ယောက်နဲ့ဖက်ရက်ကြည့်နူးနေတာကိုမြင်လိုက်ရတယ်ငါလည်းအိမ်ရှိဆန်ရဲ့မျက်နှာကိုပြေးမြင်မိတယ်သူကအခုဘယ်ဘက်ကကြည့်ကြည့်ယောက်ျားတစ်ယောက်ရဲ့ဂုံတိတ်ခါတွေကြာဆင်းရပြီလေငါလည်းရုတ်တရက်အပြစ်ရှိတယ်လို့ခံစားလိုက်ရတယ်ဘာကြည့်နေတာလဲလို့နောက်ကအတန်ကြားလိုက်ရတယ်လူမိုက်ကြီးရဲ့နောက်ဖေးမီးလောင်နေတာကိုကြည့်နေတာကောင်းကားကြည့်လို့ဆိုပြီးမေးလို့အော်နည်းနည်းတော့စိတ်မကောင်းဖြစ်မိတာလို့ဖြေလိုက်တယ်ဒီလောက်ဝေးတာကိုမင်းမြင်ရလားလို့မေးတော့ဒါပေါ့ငါမှမျက်မမြင်တာမဟုတ်တာလို့ရောင်ပြီးဖြေလိုက်မိတယ်စကားတစ်ဝက်မှတင်လှည့်ကြည့်လိုက်တော့အိမ်ရှိဆန်ဖြစ်နေတယ်အဲ့တော့မှသူကတကယ်မျက်မမြင်တာမဟုတ်ဘူးပဲလို့ပြောတယ်ငါကောင်းတဲ့ဇဝေးဇဝါဖြစ်သွားပြီးအလန့်တကြားအော်မလို့လို့တော့သူကတစ်ပင်မှာဖိကတ်ထားပြီးပါးစပ်ကိုပိတ်ထားလိုက်တယ်မင်းရဲ့ဟန်ဆောင်ထားတဲ့မျက်လုံးတွေနဲ့ဘာတွေမြင်လိုက်သေးလဲလို့မေးပါလေရောအရှင်မင်းသားရဲ့ခေါင်းပေါ်ကအစိမ်းရောင်အလင်းရင်အုတ်ချက်သားဘိုက်ချက်သားပြီးတော့ခါအောက်ကဝက်ကလေးအာချီကိုမြင်တယ်ဝက်ကလေးအာချီကဘာလဲလို့မေးလာတော့ငါလည်းအမွန်မြတ်တတော်အာချီပါလို့ရှောက်ဖြေလိုက်တယ်မင်းခုနကမြင်ခဲ့တာတွေအကုန်လုံးကိုဘိုက်ထဲမှာပဲလှုပ်ဝက်ထားလိုက်တော့လို့သူကအမိန့်ပေးတယ်မကြခင်မှာပဲအိမ်ရှိဆန်မင်းသားမှာပြောမပြနိုင်တဲ့ယောဂရှိတယ်ဆိုတဲ့သတင်းတွေလာတော့ဝက်အတွင်းနန်းတွင်းမှာပြန့်နှံ့သွားပြီးမှုမက်တွေကပါအေဂရက်မင်းကြီးကိုပြန်လည်သုံးသပ်ဖို့တောင်းဆိုကြတယ်ဒီလိုနဲ့ရုံရင်းဆန်ခတ်ဖြစ်ကုန်ကြတယ်ဒီလိုပြဿနာတွေရဲ့တရားခံကငါကိုယ်တိုင်ဖြစ်နေပြီးငါလည်းအဆောင်ထဲမှာကြောက်လန့်တကြားပုံနေရတယ်ဒါပေမဲ့ငါဒီလောက်ပြဿနာရှာထားတာတော့အိမ်ရှိဆန်ကငါ့ကိုမတက်ဘူးငါထပ်ထွက်ပြေးမှဆိုလို့လူပဲဆောင်ခိုင်းထားတယ်ငါဝိထုတွေဖက်လာတဲ့နှစ်ပေါင်းများစွာအတွေ့အကြုံရဆိုရင်အိမ်ရှိဆန်ကဘာမှဖြစ်တာမဟုတ်ဘူးသူကတမင်တက်တက်အားနေချက်ပြပြီးသူ့ကိုလှုပ်ကြံခြင်းနဲ့ရန်သူတွေကိုထုတ်ဖော်ဖို့တရုပ်ဆောင်နေတာပဲဖြစ်ရမယ်ရင်းမြစ်ကိုရှာပြီးသူ့ရဲ့ကိုယ်ပိုင်အကြံစီကိုဖော်ဆောင်ဖို့ပဲအဲ့ဒီနေ့ကသူ့ကိုလှုပ်တော့ဖောက်ပြန်တာကိုတွေ့တာတော့အရန်တည်ငြိမ်နေတာကိုကြည့်ရင်ဒါတွေအကုန်လုံးကကြိုတင်စီစဉ်ထားတဲ့အကွက်တွေပဲဖြစ်ရမယ်ဒီအကြောင်းတွေးပြီးတော့ငါတက်ပြေးရှည်ကြီးချလိုက်မိတယ်အိမ်ရှိမင်းသားရဲ့လှည့်ကွက်လေးတွေကိုငါကသိနေပြီလေဒါပေမဲ့ငါရဲလို့တော့မဝသေးဘူးရှောင်းချင်းလင်ရှိကိုအခေါ်ခံလိုက်ရပါလေရောသူကကတင်ပေါ်မှာစကားတခုမှမဟပဲထိုင်နေတယ်ငါကတော့ထောက်နားမှာကြက်ကလေးတစ်ကောင်လိုငိန်ကုန်နေရတာပေါ့တော်တော်ကြာတော့မှသူကအဲ့ဒီနေ့ကမင်းငါကိုဘလို့အဆိုင်ပေးလိုက်တာလဲတဲ့ငါခန္ဓာကိုယ်မှာပြဿနာနည်းနည်းရှိနေတယ်အဓိကအောက်ပိုင်းမှာပဲလို့သူလည်းပြောလိုက်ရောငါကောင်းတယ်မိုးကြိုးပစ်ချလိုက်တယ်လို့ပဲအကိုကြီးရဲ့တကယ်ကြီးလားဒီကိစ္စကနည်းနည်းတော့ကြီးရဲ့နော်ဒီရက်ပိုင်းသူသမားတော်တွေကိုလှုပ်ဝက်ခေါ်တွေ့ခဲ့ပေမဲ့ဘယ်သူမှဖြေရှင်းနေမရှာနိုင်ကြဘူးသမားတော်တွေကလည်းဘယ်သူအဆိုင်တာမှလည်းအဲ့ဒီလိုပဲကူရမယ်ဆိုပြီးငါအပေါ်ပြစ်တွေလွှဲချကုန်တာကိုဩဒါကြောင့်ငါ့ကိုမတက်သေးပဲအသက်ရှင်ခွင့်ပေးထားတာကိုငါကုပေးတာကိုမျှော်လင့်နေသေးတာပဲငါလည်းမစိုးရိမ်ပါနဲ့ကျမကုနိုင်ပါတယ်လို့ပြောလိုက်တယ်သူကအရင်ကိစ္စတွေရှင်းရအောင်ဆိုပြီးဘာလို့မျက်မမြင်ဟန်ဆောင်ခဲ့တာလဲမေးတယ်ငါကလည်းမွေးရပါမြက်ကန်းပါလွန်ခဲ့တဲ့2ရက်ကအရှိနှန်းဆောင်ကိုရောက်မှရုတ်တရက်ပြန်ကောင်းသွားတာအိမ်ရှိဆန်မင်းသားရဲ့နေရာကတကယ်ပဲဖုံးတကူကြီးမားတာပဲဆိုပြီးဖားလိုက်တယ်သူကခွင့်ရေးထပ်ပေးမယ်ဆိုတော့ငါကကျမကိုအချိန်3နှစ်ပေးပါဖြည့်ရှင်းနည်းကိုတေချာပေါက်ရှာပေးပါမယ်လို့ပြောလိုက်တယ်သူကမျက်မှောင်ကျုပ်ပြီးဘာပြောတယ်ဆိုတော့3ရက်လို့လျှော့လိုက်ရတယ်အဲ့ဒါတော့သူက3ရက်ပဲရမယ်တဲ့ငါမှဟုတ်ကဲ့လို့ပဲပြောနိုင်တော့တယ်အပြန်လန်းမှာဖြည်းဖြည်းချင်းသဘောပေါက်လာတယ်ဒီ3ရက်ကယောဂကူရမယ်တတ်မဲ့ရလားမဟုတ်ဘူးတေချာပေါက်ငါရဲ့တေမဲ့ရက်ပဲဒုတိယနေ့အထိစေးချမ်းတွေကိုယူသွမတက်ရှာဖက်ပေမဲ့ဘာတိုးတက်မှုမှမရှိဘူးထွက်ပြေးဖို့ကျန်တော့လေပြေးလို့မလုပ်ဘူးတတိယနေ့လေရောက်ရောတက်ချင်လေတက်ပါစီတော့ဆိုပြီးငါတငယ်ချင်းချောင်းချောင်းရေးမှတ်ထားတော့ငါပန်းရောင်အယိုးပြအိုးလေးလိုချင်တယ်လို့မှာလိုက်တယ်အဲ့ဒီနောက်မြေအောက်ခန်းထဲပြေးသွားပြီးအရက်တွေအများကြီးတောက်ပစ်လိုက်တယ်မြများတောက်ထားမှခေါင်းဖြတ်ခံရရင်မကြောက်ပါလေအရက်အိုးဆွဲပြီးလမ်းတစ်လျှောက်လုံးငိုလိုက်ရဲလိုက်နဲ့ရိုင်းနဲ့ရှောက်လာတာအဆောင်တွေတော့ငါ့ကိုမတားရဲကြဘူးမတော်တဆရှောက်သွားမိတာတော်ဝင်ရီချိုးကန်နဲ့ရောက်သွားရောအဲ့ဒီမှာကိုလုတ်တော်ဝမ်းနဲ့သွားတိုးတယ်သူကဒီကိုဘလို့ရောက်လာတာလဲယောဂကူဖို့နီးလန်းရှာတွေ့သွားလို့ဝမ်းသာနေတာလားတဲ့အိမ်ရှိဆန်ကခုလေးတင်ရေချိုးပြီးထွက်သွားပြီးဘာပဲဖြစ်ဖြစ်အခုချိန်မှာသူကစိတ်သာရှိပြီးလူကမစွမ်းနိုင်ဘူးလေဆိုပြီးပြောသေးတယ်ငါလဲစိတ်ထဲကနေအဲ့ဒီလူကသာရှောင်ချင်းလင်ဖြစ်နေရင်သူ့ရဲ့မျိုးရိုးနာမည်ကိုပါငါယူလိုက်မယ်လို့တွေးလိုက်တယ်အဲ့ဒီမှာကာမဆန္ဒကြွဆေးဆိုတဲ့ပလင်းတပလင်းတွေ့တယ်နန်းတော်တွေကဆေးဆိုတော့ဈေးတော်တော်ရမှာပဲငါတည်သွားရင်ဒါကိုချောင်းချောင်းအတွက်လက်ဖွဲ့ငွေတပုံမျိုးချန်ထားခဲ့မယ်လို့တွေးပြီးကောက်သိမ်းလာခဲ့တယ်နောက်တနေ့မနက်မှာတေလူတယောက်လိုစိတ်ပြက်လက်ပြက်နဲ့ရှောင်ချင်းလင်စီသွားတယ်
ရှင်ရဲ့ယောဂကိုကျမလောလောဆယ်မကုပေးနိုင်ပေမဲ့တခြားနည်းနဲ့အသုံးဝင်ပါတယ်ဒီနှစ်တွေထဲနန်းတွင်းကအမတ်ကြီးတွေကိုကျမနှိမ့်နေပေးခဲ့ဘူးလို့သူတို့လျှို့ဝှက်ချက်တွေသိတယ်လို့ပြောလိုက်တယ်ဥပမာတရားရေးဝင်ကြီးမှာလက်ကောင်းယောဂရှိတာဗန္ဒာရေးဝင်ကြီးရဲ့တင်ပါမညီတာမျိုးပေါ့ပြီးတော့ဒုတိယမင်းသားကမင်းသားရဲ့ကိုစီးယုံနေလို့မင်းသားရဲ့ရှင်းဘက်ပါလာအောင်ကူညီပေးမယ်လို့လေလုံးထွားလိုက်တယ်အင်းရှိဆန်ကမင်းသားရဲ့ကလူတွေနဲ့မရောနှောတက်ဘူးလို့ပြောတော့ငါတငယ်ချင်းနဲ့တောင်ပိုင်းကိုအတူခီးထွက်ဘူးလောက်အောင်ရင်းနှီးတယ်လို့အမခံလိုက်တယ်အဲ့ဒီလိုနဲ့သူ့လက်ထဲကနေတီတီလေးအသက်လွတ်လာတယ်အရန်ပင်ပန်းပြီးအခန်းထဲပြန်ရောက်လို့ကတင်ပေါ်တက်မလို့လှုပ်တုံးလှုပ်ကြံသူဝင်လာလို့အော်ဟစ်လိုက်ရတယ်ရှောင်းချင်းလင်ဝင်ရောက်တိုက်ခိုက်ကဲတင်သွားပေမဲ့ငါစပင်တွေအဖြတ်ခံလိုက်ရတယ်လုံးဝခွင့်မလွတ်နိုင်ဘူးဆိုပြီးအလောင်းကိုဒေါသတကြီးကန်ကြောက်ပစ်လိုက်တယ်အဲ့ဒီနောက်ရှောင်းချင်းလင်ကအဆောင်တွေကိုတနေရာလေးစုထားမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ငါ့ကိုသူ့ဘေးကမ်းမှာလာနေခိုင်းတယ်ဒါပေမဲ့အတွေးတွေလွန်ပြီးကိုယ့်အောက်မှာဓာတ်တွေရှိနေတယ်လို့ပဲအမြဲခံစားနေရလို့အိမ်မရဘူးအဲ့ဒါနဲ့သူ့ခန်းစီဆောင်ချုံပြီးစကားသွားပြောတယ်လွန်ခဲ့တဲ့2ရက်လောက်ကကိုလုတ်တော်ဝင်နဲ့ဒုတိယမင်းသားကိုမြင်မိလို့တယောက်ယောက်ကငါ့ကိုနှုတ်ပိတ်ချင်နေတာလို့တန်တရားရှိကြောင်းပြောပြတယ်သူကတော့အေးဆေးပဲကိုလုတ်တော်ဝင်ကစစ်တူကြီးဝင်ရဲ့တမီးငယ်ဆုံးဒုတိယမင်းသားနဲ့ငယ်တငယ်ချင်းတွေဆိုတာသူရှင်းပြတယ်အဲ့ဒီတော့မှသူအားလုံးသိနေပေမဲ့အစီအစဉ်တစ်ခုဆွဲနေမှန်းငါသဘောပေါက်သွားတယ်အဲ့ဒီညကမူးမူးယွယွနဲ့အိပ်ပျော်သွားပြီးငါရဲ့အချင်းစရိုက်အမှန်ပေါ်သွားတယ်ကုတင်ချင်ရင်ကနေဘေးကိုရောက်ဘေးကနေရှောင်းချင်းလင်ရဲ့ဆောင်ထဲရောက်သွားပါလေရောမနက်လင်းတော့အိမ်ရှိဆန်ရှင်စွမ်းနိုင်သွားပြီပေါ့လို့ကြောင်ကရန်ပြောမိသေးတယ်မနက်ကျတော့မျက်ကွင်းတွေညိုပြီးရှောင်းချင်းလင်အခန်းထဲကနေထွက်လာတာစတုတ်ထမင်းသားနဲ့တွားတိုးတယ်နွားတကောင်လိုပင်ပန်းနေပေမဲ့တကယ်ကိုဘာမှမလုပ်ခဲ့ရဘူးဆိုတာဘယ်သူယုံပါလဲဒါနဲ့ပဲအခန်းထဲကိုလက်ညှိုးထိုးပြပြီးလက်မထောင်ပြလိုက်တယ်အိမ်ရှိဆန်ကအရေးချင်းမရှိလို့ယာရုကနေဖယ်ရှားဖို့အမတ်တွေကမင်းကြီးစီတောင်းဆိုကြတယ်အိမ်ရှိဆန်ကလည်းချင်းကျိုးကိုတွားပြီးတပြတွေကိုနှိမ်နှင်းဖို့အရှင်မင်းကြီးရဲ့စိုးရိမ်ပူပန်မှုတွေကိုဖြေရှင်းပေးဖို့နဲ့ပြည်သူတွေအတွက်အန္တရာယ်ကင်းရှင်းရေးလှုံ့ဆော်မှုဆိုပြီးအမိန့်တောင်းခံတယ်အဲ့တော့မင်းကြီးကလည်းချက်ချင်းခရီးထွက်ဖို့ခွင့်ပြုလိုက်တယ်အဲ့ဒါရမင်းသားကိုတွားရှာမယ်ဆိုတာသိပေမဲ့ငါဘာသူ့နောက်လိုက်လာရတယ်စိတ်ချပါအကိုကြီးမျိုးတော်ကိုကျွန်တော်ကိုသာလွှဲထားလိုက်ပါအကိုကြီးလန်ခီးမှာပင်ပန်းမယ်အနားယူဖို့ဂယုစိုက်ပါဆိုပြီးစတုတ်ထမင်းသားကနှုတ်ဆက်တယ်သူ့စကားကတခြားအဓိပ္ပာယ်ရှိတယ်လို့တန်တရားရှိပေမဲ့တက်တေတော့မရှိဘူးနန်းတော်ပြင်ထွက်ပြီးရန်မင်းသားကိုတွားရှာမယ်ဆိုတာတော့သိပါတယ်ဒါပေမဲ့ဘာလို့ကျမပါလိုက်ရတာလဲလို့မေးတော့မင်းကရန်မင်းသားနဲ့ရင်းနှီးတယ်လို့ပြောတယ်မဟုတ်လားအဲ့ဒါဆိုတက်တေပြလေးတဲ့ဒီတော့အုပ်ထဲရောက်တာဘယ်လောက်ကြာသွားလဲမသိဘူးလန်ခီးမှာလူအုပ်ကြီးနဲ့တပြတိုက်ခံရတယ်တိုက်ပွဲစားတော့ရှင်ရင်သွားပါကျမနောက်ကနေကာကွယ်ပေးထားမယ်တေးချင်းတေးပါစီရှင်ကိုကာကွယ်မယ်ဆိုပြီးငါအမှတ်ယူလိုက်တယ်အဲ့ဒီအချိန်မျက်နှာဖုံးနဲ့လူ2ယောက်ရောက်လာပြီးသူကမင်းဒီလောက်တစ္ဆာရှိရှိကာကွယ်ပေးဖို့တန်လို့လားလို့မေးတော့ငါကကျမသခင်လေးကအကောင်းဆုံးလူပဲလို့မြောက်ပြောလိုက်တယ်ရှောင်းချင်းလင်ရဲ့မျက်နှာကိုခိုးကြည့်လိုက်တော့သူအရန်ကြည်နူးနေပြီလေတကယ်တော့ယထာလုံးလေးကလေးကငါမှတ်မိနေတာအရက်ပပူနဲ့ယောက်ျားလေးအဝတ်စားကိုကလေးကလူကြီးအဝတ်ခိုးဝတ်ထားတယ်လို့ဝတ်ထားတာငါရဲ့တငယ်ချင်းချောင်ချောင်ပဲလေကိုလူတွေပဲဘာကြောက်စရာရှိလို့လဲအဲ့ဒီကနေအရင်ကတပြတွေရဲ့နေရာဟောင်းဖြစ်တဲ့ချင်းဖုံးရွာလေးကိုရောက်သွားတယ်အဲ့ဒီညကသူနဲ့ရှောင်းချင်းလင်စားကြည့်ခန်းထဲမှာတညလုံးစကားထိုင်ပြောနေကြတယ်လို့ငါလဲချောင်ချောင်ကိုဆွဲခေါ်ကတညလုံးစကားပြောခဲ့ကြတယ်မင်းသားရဲ့ကရှောင်းချင်းလင်ကိုမင်းကတညလုံးမအိပ်ပဲနေနိုင်ပေမဲ့တခြားလူတွေခံနိုင်မှာမဟုတ်ဘူးလို့ပြောတော့ရှောင်းချင်းလင်ကပကြီးစရာချောင်ရဲ့ခန္ဓာကိုယ်ကရီရီထက်အများကြီးပိုတန်ပါပုံရပါတယ်ဆိုပြီးပြန်နောက်တယ်သူတို့ကစကားနည်းနည်းလွှဲတာနဲ့ရန်ဖြစ်ကြပေမဲ့အရေးကြီးကိစ္စတွေမှာတော့တိုင်ပင်လို့အဆင်ပြေကြပါတယ်ငါနဲ့ချောင်ချောင်ကအားနေတာနဲ့အနာဂတ်အတွက်အစီအစဉ်ဆွဲကြတယ်ချောင်ချောင်ဒီခေတ်ကြီးကအရန်မြင်ပြောင်းလဲနေတာဘသူ့ကိုမှအားကိုးလို့မရဘူးငွေကသာအဓိကပဲငါတို့စီးပွားရေးလုပ်ပြီးပတ်စံရှာရမယ်ချင်းကျိုးမှာမြေရှင်တထေးတွေအများကြီးရှိတယ်ချမ်းသာလိုက်ကြတာငါတို့ချင်းကျိုးမှာဆိုင်တစ်ဆိုင်ဖွင့်မယ်အောက်ထပ်မှာတက်တူးထိုးမယ်အပေါ်ထပ်မှာအနှိမ့်လုပ်မယ်တကယ်ကိုပြည့်စုံတာပဲဒါပေမဲ့ဆိုင်ဖွင့်ပြီးတပတ်အတွင်းဖောက်တွေ2ယောက်ပဲလာလိမ့်မယ်လို့ထင်မထားခဲ့ဘူးမင်းသားရဲ့ကြောတစ်ခုလုံးလည်းတက်တူးတွေနဲ့ပြည့်နေပြီးထပ်ထိုးစရာနေရာတော့မရှိတော့ဘူးရှောင်းချင်းလင်ဆိုလဲချောင်ချောင်နှိပ်ပေးလုံးလို့အရေးပြား3လွှာလောက်ပုတ်ချုပ်ခံလိုက်ရတယ်လို့ပဲနေရဲနေပြီဘယ်တက်နိုင်မလဲဖျားစင်းတို့တော်ကြီးနှစ်စုကဆိုင်မှာလာထိုင်နေပြီးလူမရုပ်တွေပေါက်နေတော့ဘယ်ဧည့်သည်မှဝင်မလာရဲဘူးလေတော်သေးတာပေါ့သူတို့2ယောက်ကပတ်စံမရှားလို့ငါတို့လည်းမနှဲမနှောရလိုက်ပါတယ်ရှောင်းချင်းလင်ကချောင်ချောင်ကိုလူမိုက်ကြီးဆိုတာဘာအဓိပ္ပာယ်လဲလို့မေးလာတယ်ချောင်ချောင်ကလည်းအဲ့ဒါကကျမတို့စီမှာကိုသဘောကျတဲ့သူကိုချစ်စနိုးခေါ်တဲ့နာမည်ပြောင်းတစ်ခုပါဒီကအသေးလေးအသက်လေးလိုမျိုးပေါ်လို့ရှင်းပြလိုက်တယ်ပြီးတော့သူကရီရီကိုကြိုက်ချင်ရင်သူ့ရဲ့ဒေတာခံစကားကိုအရင်တင်ရမှာပေါ့လို့ပြောလိုက်တယ်ညစာစားချိန်ရောက်တော့ရှောင်းချင်းလင်ကရန်မင်းသားကိုချောင်ချောင်ကနာမည်ပြောင်းပေးထားသေးလားလို့မေးတယ်ရန်မင်းသားကလည်းရှိတာပေါ့လို့ဖြေလိုက်တယ်ရန်မင်းသားကသူငါ့ကိုလောင်ညိုလို့ခေါ်တယ်လို့ပြောလိုက်တော့ငါလဲစွန့်သွားပြီးချောင်ချောင်လဲလန့်ပြီးတောင့်သွားတယ်လောင်ညိုဆိုတာလူကွက်စာကြီးလို့ဆိုလိုတာပါ3လကြာပြီးနောက်မှာတော့သတင်းဆိုးတစ်ခုရောက်လာတယ်အေဂရစ်မင်းကြီးဖျားနာနေပြီးဒုတိယမင်းသားကနန်းတွင်းကိုဝိုင်းထားတယ်တဲ့အိမ်ရှိဆန်နေရာကိုပြောင်းပေးဖို့အတင်းကျပ်ဖိအားပေးနေတာဒုတိယမင်းသားကထောင်ချောက်ဆင်ထားပြီးအိမ်ရှိဆန်စစ်တပ်နဲ့ပြန်လာတာနဲ့ပုံကံမှုဆိုပြီးဆွဆွဲဖို့စီစဉ်ထားတာလေဒါနဲ့ရန်မင်းသားရဲ့နာမည်နဲ့စစ်တပ်ကိုဦးဆောင်ပြီးမြို့တော်ကိုပြန်သိမ်းဖို့သူတို့တိုင်ပင်လိုက်ကြတယ်မထွက်ခွာခင်အိမ်ရှိဆန်ကငါးစီရောက်လာပြီးနှိပ်ခိုင်းသေးတယ်သူကသူ့ရဲ့ဘိုက်ချက်သားတွေကိုပြသနေတော့ကျမသတိထားမိလိုက်တာကသူ့ခါနာကဝက်ကလေးကောင်းပေါ်မှာယူဆိုတာကိုထိုးထားတာပဲချောင်ချောင်ကသူ့ကိုထိုးပေးထားတာတဲ့ငါလည်းအဲ့ဒါကြောင့်တောင်းနိုင်တဲ့ပုံစံလို့ပြောလိုက်တယ်သူကဘာအဓိပ္ပာယ်လဲမေးတော့အရန်ကိုဩဇာတိတ်ကမရှိတဲ့အဓိပ္ပာယ်လို့လိန်ပြောလိုက်တယ်3ရက်ကြာတော့ငါနဲ့ချောင်ချောင်ခြံထဲမှာထိုင်ပြီးအရက်တောက်ကြတယ်အရက်ကလည်းအရသာမရှိဘူးချောင်ချောင်လည်းသူ့ရဲ့လောင်ရိုးကိုလွမ်းနေပြီးငါတို့တကယ်လက်တွေ့ကဘာကိုပြန်သွားလို့ရနိုင်မလားဆိုတာကိုတွေးကြည့်ကြပေမဲ့အခုတော့လုံးဝမဖြစ်နိုင်တော့ဘူးဆိုတာသဘောပေါက်သွားတယ်ကျမတို့2ယောက်လုံးဒီကဘာမှာပဲအပြီးတိုင်အခြေချရတော့မယ်လေနောက်ထပ်3လအကြာဟင်းသီးဟင်းရွက်ခင်းထဲမှာတော့မိုးကြိုးပစ်ချလိုက်တယ်လို့သတင်းဆိုးကြီးရောက်လာတယ်
စတုထမင်းသားရောက်လာပြီးအကိုကြီးရှုံးသွားလို့တောင်ဘက်ကိုပြေးပြီးတခင်မလေးယူတယောက်တည်းကိုပဲခေါ်ခဲ့ဖို့ပြောလိုက်တဲ့စခန်းကိုရန်သူတွေလာတိုက်တော့မယ်တဲ့ချောင်းချောင်းကမလောနဲ့လို့ပြောပေမဲ့ငါကတော့ထွက်ပြေးဖို့ပြောလိုက်တယ်ရှောင်းချောင်းငါတို့တိလာတာကြပြီကုညီစရာရှိတာလဲကုညီခဲ့ပြီးအခုလိုဘေးဒုက္ခကြုံလာရင်တော့ကိုလွတ်လန်းကိုရှာဟစ်ဆိုပြီးချက်ချင်းထွက်ပြေးတာချောင်းချောင်းကဒီကောင်မဆုပ်လေးပြန်လာခဲ့စမ်းလို့အော်တာတော့မရဘူးအိမ်ရှိဆန်မှာရန်မင်းသားရဲ့အကူအညီရှိနေတာပဲဘလို့လှုပ်ရှုံးပါလဲလို့ငါမေးလိုက်တော့ရန်မင်းသားကတိုက်ပွဲမှာတစ္ဆာဖောက်သွားတာအကိုကြီးကဘက်ပေါင်းစုံကတိုက်ခိုက်ခံရလို့ရှုံးသွားတာပါလို့ပြန်ဖြေတယ်ဒီနေ့ရက်အတွင်းငါလည်းလမ်းကြောင်းကိုအမြဲတမ်းထားနေတယ်နင်ပိုနယ်ဇက်ကနေတောင်ထွက်တော့မယ်အယူတောင်တစ်ခုခုမားနေမှန်းသိတာနေတာပဲဒါနဲ့တမင်ဖြားခြင်းဟန်ဆောင်တရားရခြင်းဟန်ဆောင်ပြီးအားလုံးခီးပန်းနေပြီဆိုတော့ကျမကနှိပ်ပေးပြီးအပန်းဖြေခိုင်းလိုက်တယ်အကောင်းဆုံးစစ်သားတဝက်လောက်ကြွက်သားတရားရသွားတဲ့အချိန်မှာစတုထမင်းသားကတခုခုမားနေပြီဆိုတာသိသွားတယ်ညဘက်စခန်းချတော့ချောင်းထဲမှာရေချိုးမယ်ဆိုပြီးအကြောင်းပြကတောထဲကိုထွက်ပြေးခဲ့တယ်ကုန်းဆောင်လေးတစ်ခုအောက်မှာပုံနေရင်စတုထမင်းသားကငါ့ကိုဓာကြီးကင်ပြီးလိုက်ရှာနေတာတွေ့ရတယ်သူထွက်သွားပြီထင်နဲ့တပြင်းချလိုက်တဲ့အချိန်မှာပဲချက်ချင်းဆိုသလိုစောက်ထိုးကြီးပေါ်လာပြီးမင်းကိုတွေ့ပြီတဲ့သူဓာတ်နဲ့ခုံမလို့လုံတုံးရှောင်ချင်းလင်ရောက်လာပြီးညနေတစ်ခက်ကငါ့ကိုကဲတင်သွားတယ်သူ့မြင်းပေါ်ရောက်မှပဲငါအသက်ပြန်ရှင်ပြီလို့ခံစားလိုက်ရတယ်ငါတတိယလာတော့မြို့တော်ကိုပြန်ရောက်နေပြီးချောင်းချောင်းကငါပြစ်ထားခဲ့လို့အသေးလဲစူပူကျိမ်းမောင်းနေပါလေရောနေယူနေလားစတုထမင်းသားကလူကောင်းမဟုတ်မှန်းတည့်ရက်နဲ့သူနဲ့တယောက်တည်းလိုက်သွားရသလားငါ့ကိုပါခေါ်သွားရင်တေးသွားမှာလားလို့ပြောတာပေါ့သူကလည်းမအဖူးလေဘာလို့နင်းကိုပါအပူခေါ်သွားရမှာလဲလို့ငါပြောတော့ပြီးတော့ငါနဲ့ရန်မင်းသားရဲ့ဆက်ဆံရေးကိုပြောပြလိုက်ရင်သူငါ့ကိုမခေါ်သွားပဲနေမလားမခေါ်ရင်နင့်မျိုးရိုးနာမည်ပါခံလိုက်မယ်ဆိုမှငါလည်းပါဇက်ပိတ်လိုက်ရတယ်ရှောင်းချင်းလင်အချိန်တွေကိုမေးလိုက်တော့မြို့တော်ကပုံကံမှုကိုနှိမ်နှင်းပြီးခါစားဆိုတော့ချင်းလင်လှုပ်ရှုပ်နေတာပေါ့တဲ့အဲ့ဒီအချိန်မှာအစီကံကောင်မလေးပြေးဝင်လာပြီးချင်းလင်မြင်းစီရင်ခါနာသွားတယ်လို့လာပြောတယ်ကျမလည်းအနှိမ့်စီတွေယူပြီးသူ့ခန်းထဲသွားတော့သူကအင်ဂျီမပါပဲကတင်ပေါ်မှာငိမ့်ငိမ့်လေးမှောက်နေတယ်သူ့ကြောပြင်ကဓာတ်တန်ရတွေရဲ့ဟိုဝက်ကလေးတက်တူးရဲ့နှာခေါင်းပေါ်ကဓာတ်တန်ရရဲ့ကိုကြည့်ပြီးငါရဲ့လဲရဲချင်းပြီးတော့ငိုလဲငိုချလိုက်တယ်သူကငါ့ကိုသူတေချာကောက်ွယ်ပေးခဲ့တာကိုဘာလို့ငိုရတယ်လဲလို့ပြောတာပေါ့ငါကသူ့ခါတန်ရကတခုခုထိခိုက်မှုရှိလားမေးတော့သူကဆွဲလဲပြီးနန်းတယ်တကယ်တော့ထိခိုက်တာကငါရဲ့အိတ်ဆက်ချင်းပါပဲနောက်ဆုံးတော့ပုံကံမှုကြီးကိုနှိမ်နှင်းနိုင်လိုက်တယ်ဒုတိယနဲ့တတိယမင်းသားကသူတို့အပြစ်သူတို့တီးလို့ကိုတက်တည်သွားပြီးစတုထမင်းသားကထောင်ကြရောထောင်ထဲမှာသူကငါတစ္ဆာဖောင်မှန်ချင်းဖုံးစခန်းကလေးကမင်းဘလို့တည်သွားတာလဲငါဘယ်မှာဟာကွက်ပြမိလို့လဲဆိုပြီးမေးသေးတယ်အကိုကြီးရဲ့နေဤစားဝိုင်ရန်ကနင်တို့ထွက်ပြေးကလေးကတီလာရှင်သွားဝင်နေပြီလေအဲ့ဒီနေ့ကနေချိုးနေတော့နေရင်ဘက်ကအော်ထရမန်တက်တူးကြီးကိုငါမြင်လိုက်ရတာလေဒီခေတ်ကြီးမှာဘသူကအဲ့ဒီလိုတက်တူးကြီးထိုးထားမှာလဲသူကနှစ်ရှည်လများရှောင်းချင်းလင်ကိုထောက်ခံဟန်ဆောင်ပြီးဒုတိယမင်းသားစီကိုလျှို့ဝှက်သတင်းပေးနေတဲ့တစ္ဆာဖောက်မှုအခုတော့ယူကျိုးကိုပြည်နေတန်ပေးခံလိုက်ရပြီနောက်တော့အေဂရစ်မင်းကြီးလည်းကျမ်းမာရေးပြန်ကောင်းလာတယ်ရန်မင်းသားကချောင်းချောင်းကိုခေါ်ပြီးအဝေးကိုထွက်သွားတော့မယ်တဲ့ငါတို့လမ်းခွဲရတော့မယ်ဆိုတော့အရန်ဝမ်းနေရတယ်သူ့ကိုမသွားခင်ရန်မင်းသားကအင်းဆန်ရဲ့ဦးလေးမှုခုဆိုသူကငါတော်ဖြစ်ပြီးတဲ့လေသူ့ကိုအတော်လို့တခွန်းလောက်ခေါ်ပါလားဆိုပြီးပြောပါလေရောဒီလိုနဲ့သူထွက်သွားတော့ငါနင့်ကိုတတိယနေမှာပါကလေးမွေးရင်တော့ဝေစုလာစားမယ်တူမလေးဆိုပြီးနှုတ်ဆက်သွားတယ်ငါလည်းသူ့ကိုအတော်လို့အော်ခေါ်လိုက်ပါတယ်နောက်တော့ကျင်းလင်ကအေဂရမင်းကြီးစီကနေအပြစ်ပေးခံရတယ်ဘာလို့လဲဆိုတော့ငါချောင်းချောင်းတို့နဲ့အတူလိုက်သွားပြီအထင်နဲ့ကျင်းလင်ကပါပစ္စည်းတွေတင်ပြီးသွားမယ်လို့လေအေဂရစ်ကြီးကမင်းထွက်သွားရင်ဘသူကထင်းနှင်းဆက်ခံမလဲငါ့ကိုမြေးတယောက်အမြန်ငွေပေးဆိုပြီးစူရာလောက်ဝက်ကြတော့ငါလဲကိုဝင်ကြီးနဲ့ဖြစ်နေပြီးချောင်းချောင်းစီကစာရောက်လာတယ်စာထဲမှာငါပေးလိုက်တဲ့ဆေးကိုမကြိုက်ဘူးဆိုပြီးဆဲထားတာကြီးပဲဒါပေမဲ့လောင်ယိုကတော့သဘောကျပုံရတယ်ကလေးအတွက်ရွှေတွေကြောက်မြရနာတွေအများကြီးပို့ပေးလိုက်တယ်ငါရဲ့ကလေးလေးကတော့ငွေကလေးကဘဝရဲ့အထွတ်ထိပ်ကိုရောက်နေပြီလေအဲ့ဒီအချိန်မှာကျင်းလင်ဝင်လာပြီးကလေးနာမည်စဉ်းစားလို့ရပြီတဲ့သူကကလေးကိုနိုင်ငံတော်ကိုအုပ်ချုပ်နိုင်မဲ့ကြီးမြတ်တဲ့သူဖြစ်အောင်ရှောင်းအားကြီးလို့ပေးမယ်တဲ့ငါတောက်နေတဲ့ရေတောင်တီးသွားတယ်ငါကအာချီဆိုတာကနတ်တတဝါလေးမို့လို့ဒီနာမည်ကကောင်းပါမလားလို့မေးလိုက်တယ်သူကအကယ်၍အမွာဆိုရင်ကောနာမည်နှစ်ခုလိုမယ်နော်လို့ပြောတယ်ငါကမလိုပါဘူးနောက်တစ်ယောက်အတွက်နာမည်ကိုစဉ်းစားထားပြီးပြီချောင်းချစ်လို့ပေးမယ်လို့ပြန်ပြောလိုက်ပါတော့တယ်